ညံ့နက်ပိုင်းလမ်းမထက်မှာဆိုင်ကယ်အင်ဂျင်တန်ကလွဲလို့ကြံတာအားလုံးတိတ်ဆိတ်နေသည်လမ်းမီတိုင်းအချို့ကတက်ဖြတ်ဖြတ်နေငိမ့်လူဆဲဆဲကြောစွာတယောက်အလုံမအပြန်ည12နာရီခွဲအချိန်လမ်းစုံတစ်ခုအနီးတွင်ထူးဆန်းသောအတွေ့အကြုံတစ်ခုစတင်ခဲ့သည်လမ်းဘေးတက်တိုင်ချီရင်တွင်လူတစ်ယောက်ရပ်နေသည်အဝေးကကြည့်လျင်ရိုးရိုးလူတစ်ယောက်လမ်းဘေးရပ်နေသည်ဟုထင်ရတော့လေအနားရောက်လီလီထိုသူဤရပ်နေပုံကထူးဆန်းနေလေဖြစ်သည်ထိုသူသည်လှုပ်ရှားမှုမရှိနုံကြည့်နေသည်မှာသူဤကိုယ်ပိုင်ခြေထောက်များကိုမဟုတ်ပဲမြေပြင်ပေါ်ကအရိပ်ကိုသာစိုက်ကြည့်နေသည်ယောက်ကျော်စွာဆိုင်ကယ်ကိုခပ်ဖြည်းဖြည်းမောင်းသွားရင်ထိုသူရဲ့မျက်နှာကိုမြင်လိုက်ရသည်လူစစ်စစ်ပင်သို့တော့သူဤမျက်လုံးများသည်အသက်မဲ့နေသကဲ့သို့တည်ငြိမ်လွန်းနေသည်ကျော်စွာကြောချမ်းသွားသဖြင့်အရှိန်မြင့်မောင်းထွက်ခဲ့သည်သို့တော့မီတာ900ခန့်အကွာနောက်ထပ်တက်တိုင်တစ်ခုအောက်တွင်ထိုလူကိုထပ်မံတွေ့ရှိလိုက်ရပြန်ပြီဘလို့ဖြစ်တာလဲငါပဲမျက်စိမှားသလားကျော်စွာစိတ်ထဲတွင်စဝေစွာဖြစ်သွားသည်ထိုလူသည်ကျော်စွာကိုလိုက်မလာပါသူကဓာတ်တိုင်အောက်မှာသာရပ်နေမည်သို့တော့ကျော်စွာရှေ့ကိုဆက်မောင်းတိုင်းနောက်ထပ်ဓာတ်တိုင်အောက်တွင်ထိုလူကအဆင့်သင့်ရှိနေတတ်သည်နောက်ဆုံးတွင်ကျော်စွာဆိုင်ကယ်ကိုရပ်ပြီးတော့နောက်ကြည့်မှန်တဲ့ကိုကြည့်လိုက်မိသည်လမ်းပေါ်တွင်မြည်သူမျှမရှိတိတ်ဆိတ်နေစေစိတ်ထင်လို့နေမှာပါဟူကိုအားပေးပြီးအိမ်အရောက်ပြန်လာခဲ့သည်အိမ်ရှိဝရန်တာမီးရောင်အောက်တွင်ကြော်စွာရပ်လိုက်တော့အခါတကူလုံးတောင့်တင်းသွားသည်ညီပြင်းပေါ်တွင်သူဤအရေးကမရှိတော့ပါသူဤချီဖွားအောက်တွင်မဲမောင်နေသောအရေးတစ်ခုအစားစောကလမ်းပေါ်တွင်တွေးခဲ့သောထိုလူဤမျက်နာကညီပြင်းပေါ်တွင်ပြားကပ်လျက်ရှိနေပြီးကြော်စွာကိုမော့ကြည့်ကပြုံးပြနေလေသည်လမ်းပေါ်ကလူသည်တရေလောသူမဟုတ်ကြိုးစွာဤအရေးကပဲလမ်းခွေထွက်သွားခဲ့လေသလိုမနှက်ပြန်လမ်းပေါ်တွင်ရက်နေမိသူမှာကြိုးစွာကိုယ်တိုင်ဖြစ်နေမလားဆိုတာမိသူများ